အားလုံးပဲမင်္ဂလာပါရှင်ဖူပိုင်ပဲလီ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဤသက်ဆောင်ကစတော်ဘေးပြုတ်ချွတ်ချွတ်အီလေးပြုတ်ပြသွားမှာဖြစ်ပါတယ်အဆုံးထိလိုက်ပါကြည့်ရှုပေးဖို့တောင်းဆိုလိုက်ပါတယ်နော်စတော်ဘေးလေးတွေအညောက်ဖောက်ဖို့အတွက်နိုးစီဘူးတစ်ခွက်ခွဲစာကိုပထမအဆုံးအကျဉ်းရေးစိမ့်ပါမယ်ရှင်အများဆုံး၈နာရီခန့်ရေးစိမ့်ပြီးရပါတယ်အညောက်ဖောက်ဖို့အတွက်ဆိုလို့ရှင်တော့ဒီလိုအပေါင်းပါတဲ့စကားလေးလိုအပ်ပါတယ်စတော်ပဲကပဲမျိုးစားပေါ်မူတည်ပြီးတော့ရေစိမ့်တာကြာရင်ကြာသလိုအပုတ်ထွက်တာလည်းများပါတယ်အပုတ်ပွားတွေထွက်တာများတဲ့အတွက်ကြောင့်မလို့ပဲကိုသတိထားပြီးတော့ရေစိမ့်ရပါမယ်ပဲလေးတွေရေစိမ့်ပြီးလို့ရေပြန်စစ်တဲ့ခါကျရင်တော့ဒီမှာဆုံးပြူးလေးတွေအပုတ်လေးတွေရွေးထုတ်ရပါမယ်ဆုံးပြူးဆိုတာဘလောက်ပဲပြုတ်ပြုတ်ပွားမလာတဲ့ပဲလေးတွေဆိုလိုတာပါဒီပဲလေးကကိုထည့်ပြုတ်လို့ရှင်လေအခြားပြုတ်ပြီးသားအေးဆက်ဆက်ပဲလေးတွေဂျားထဲမှာရောပြီးတော့ပဲရဲ့အရာတော်ပဲပျက်စီးစေနိုင်တဲ့မာတောင်တောင်ပဲလေးတွေကိုဆိုလိုတာပါအခုတွေ့ရတဲ့အနေထားဒီရေစိမ့်ထားတဲ့စတော်ပဲကို3ရက်ခန့်အညောက်ဖောက်ထားတာဖြစ်ပါတယ်ဒီတိုင်း8နာရီရေစိမ့်ပြီးလို့ရှိရင်တန်းပြုတ်လည်းရပါတယ်ဒါပေမဲ့အညောက်ဖောက်နာကပဲရဲ့အရာတော်ပို့ပြီးတော့ချိုစီသလိုအရာတော်ပို့ပြီးရှိစီပါတယ်အခုတခါတော့ဤသက်စွန်တို့ပဲပြုတ်ပြုတ်ဖို့အတွက်ပြင်ဆင်ပါတော့မယ်ပဲပြုတ်မပြုတ်ခင်ဤသက်စွန်တို့ဒီအညောက်ဖောက်ထားတဲ့ပဲလေးတွေကိုရေထပ်စိမ့်ပါမယ်ဘာလို့လဲဆိုတော့ဒီအညောက်ဖောက်တဲ့ကာလတွေမှာအပုတ်လေးတွေဒီပဲလေးပေါ့နော်မကောင်းတဲ့အပုတ်အပွားပဲလေးထပ်ပြီးထွက်လာတတ်ပါတယ်အဲ့ဒါလေးတွေကိုထပ်ပြီးရွေးထုတ်မှဖြစ်ပါတယ်ရွေးထုတ်ပြီးရင်တော့ဤသက်စွန်တို့ပဲပြုတ်ဖို့အတွက်လုပ်ပါတော့မယ်ရှင်ဤသက်စွန်တို့ပဲပြုတ်တဲ့အခါမှာထင်းမီသွေးမီနဲ့ပြုတ်မယ်ဆိုလို့ရှိရင်တော့မီးကိုအမြဲတမ်းဂယူတစိုက်တတိထားရပါမယ်မီးကိုအမြဲတမ်းညှိအောင်လုပ်ပေးရပါမယ်အကေးပေါင်းဝန်းနဲ့ပြုတ်မယ်ဆိုလို့ရှိရင်တော့အားရမလိုပါဘူးအချိန်တနိုင်ခန့်ပြုတ်ရင်ရပါတယ်အခုတော့ဤသက်စွန်တို့ပြုတ်မဲ့ထဲကိုအရာသာအတွက်စားမကြီးသီးတစ်စီးကန်လောက်ထည့်ပါမယ်ပြီးလို့ရှိရင်ချွတ်ချွတ်အီလေးဖြစ်အောင်အတွက်ထညက်ခဲအလုံးသေးလေးတစ်လုံးသုံးပါမယ်အယောင်လေးလည်းလောက်အောင်လို့ထညက်ခဲအညိုသုံးတာပိုကောင်းပါတယ်နောက်ပြီးတော့စော်တာနင်းငယ်ထည့်ပါမယ်စော်တာကအများကြီးထည့်စရာမလိုပါဘူးစော်တာထည့်တာများလို့ရှိရင်ပဲတွေအခွန်ကျွတ်ပါတယ်စော်တာနည်းနည်းလောက်ထည့်ရပါပြီစီနည်းနည်းလောက်ထည့်လဲရပါတယ်เนาะစီကမထည့်လဲရတယ်ထည့်လဲရပါတယ်စီထည့်လို့ရှိရင်တော့ပဲလေးတွေပြောင်ပြောင်ချောချောလေးဖြစ်တယ်ပေါ့เนาะအဲ့ဒါပါပဲပေါင်ရင်ပစ္စည်းကတော့အားတာပါပဲနောက်ဆုံးပြီးလို့ရှိရင်တော့လက်စုံတို့ရေကိုပေါ့နော်စတော်ပေးရဲ့အပေါ်မှာလက်တစ်စစ်လောက်ထည့်ပြီးတော့တနိုင်ခန်းလောက်ပြုတ်မယ်ဆိုလို့ရှိရင်ရပါပြီရှင်အခုတနိုင်ပြည့်သွားပြီဆိုတော့ဤသက်စုံပဲတစ်ချက်ကြည့်လိုက်ပါမယ်ရှင်အပေါ်မှာကျွတ်နေတဲ့အခွန်လေးတွေကောက်ပြီးလို့ရှိရင်တော့ပဲကိုအထက်အောက်လှန်ပြီးတော့ခဏပြန်အုပ်ထားပါမယ်ခေပြီးပဲကမာနေသေးတယ်ဆိုရင်တော့ရေအနှဲငယ်ထည့်ပြီးတော့15မိနစ်20လောက်ထပ်ပေါင်းထားပြီးလိုက်ပါရှင်တူးနဲ့မထွက်အောင်လို့တော့မတူးအောင်လို့တော့နည်းနည်းယူဆိုင်ပေးရပါမယ်ရှင်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်